ကျွန်တော်တို့ဆက်ဆံမတွေနဲ့မိဘတွေအမြဲကောင်းစားတဲ့ပြဿနာတစ်ခုကတော့ကလေးတွေစာမဖတ်တာပါစာအုပ်တွေဝယ်ပေးတယ်လှမ်းတော့မကြည့်ဘူးစာအုပ်တွေပေးထားတယ်ဖတ်ဖို့စိတ်ဝင်စားဘူးဒါဆိုကျွန်တော်တို့ကလေးတွေစာဖတ်လာဖို့စာဖတ်ရှင်စိတ်တွေပေါက်လို့ကျွန်တော်တို့ဘာတွေလုပ်ပေးလို့ရမလဲဆိုတာကိုဒီဗီဒီယိုထဲမှာပြပြသွားမှာပဲဖြစ်ပါတယ်ရှင်ကျမတို့အားလုံးကကလေးတွေကိုစာဖတ်စေခြင်းပေမဲ့စာဖတ်သင်ပေးဖို့မေ့နေတတ်ပါတယ်ကလေးတွေကိုစာဖတ်တဲ့အခါမှာတကယ်အသုံးဝင်တဲ့ rules တွေကတော့ကလေးတွေစာဖတ်တဲ့ချိန်မှာကျမတို့လူကြီးတွေဖတ်တယ်လို့မျှော်လင့်ထားလို့မရပါဘူးဘာလို့လဲဆိုတော့သူတို့ကစာဖတ်တဲ့အခါမှာကျမတို့လူတိတ်တိတ်ဆိတ်ဆိတ်မဖတ်တတ်ပါဘူးသူတို့စာဖတ်တဲ့အခါမှာတွေးချင်တွေးမယ်ငေးချင်ငေးမယ်မေးချင်လည်းမေးလိမ့်မယ်သူတို့တည်တဲ့ဇက်ကောင်လေးတွေစာအုပ်ထဲမှာပေါ်ရင်ထအော်ဒါမျိုးလည်းရှိတတ်တယ်ဒါကသူတို့ရဲ့စာဖတ်တဲ့ပုံစံဖြစ်ပြီးဒါကိုလူကြီးကနားလည်ဖို့လိုပါတယ်စာအုပ်ညီညီမဖတ်ဘူးလို့စာအုပ်တိတ်တိတ်ဆိတ်ဆိတ်မဖတ်ဘူးလို့ပြောလိုက်တဲ့ခါမျိုးဆိုသူတို့နည်းနဲ့သူတို့ဖတ်တာကိုကျမတို့ကတားလိုက်တယ်လို့မျိုးဖြစ်တတ်ပါတယ်အဓိကကလေးကသူ့ရဲ့ပုံစံတိုင်းဖတ်ဖို့လိုပြီးကျမတို့ကကလေးနဲ့စာအုပ်နဲ့ရင်းနှီးအောင်လုပ်ဖို့ကကျမတို့ရဲ့ပထမအောင်ဆုံးနည်းလမ်းဖြစ်ဖို့လိုပါတယ်ငယ်လေးတွေစာဖတ်တဲ့အခါမှာစာအုပ်ထဲအကြောင်းအရာတွေကိုပို့ပြီးတော့နားလည်စေဖို့ဆိုလို့ရှိရင်တရုပ်ပြပြီးတော့စာဖတ်တာကအများကြီးထောက်ကူဖြစ်စေပါတယ်တရုပ်ပြပြီးတော့စာဖတ်ကြတဲ့အခါမှာကလေးတွေကအာယုံတွေလန်းဆန်းပြီးတော့မှပို့ပြီးတော့မှတ်ယူနိုင်တယ်စာအုပ်ထဲအကြောင်းအရာတွေကိုလည်းပို့ပြီးတော့နားလည်လွယ်တယ်ကလေးတွေအတွက်လည်းပျော်ရွှင်စရာကောင်းတယ်5 sense ကိုအသုံးချပြီးတော့စာဖတ်လေကလေးတွေအတွက်ပို့ပြီးတော့ကောင်းလေလို့ကျမတို့သိထားရပါမယ်စာဖတ်တဲ့ကလေးတွေကိုပြောထောင်ဖို့အတွက်ကျမတို့နောက်တစ်ချက်သိသင့်တဲ့အချက်ကတော့မိဘတွေပဲဖြစ်ဖြစ်ဆရာမတွေပဲဖြစ်ဖြစ်အားလုံးဟာကလေးတွေအတွက် role model ဖြစ်သင့်ပါတယ်ကျမတို့ကိုယ်တိုင်ကစာမဖတ်ဖဲနဲ့ကလေးတွေကိုစာဖတ်ဖို့မျှော်လင့်လို့မရပါဘူးဖုန်းသုံးတာကိုမြင်နေတဲ့ကလေးကတော့ဖုန်းပဲသုံးနေတော့မှာပါဆိုတော့မိဘကစာအုပ်ကင်လိုက်ပြီဆိုရင်ကလေးကလည်းစာအုပ်ကိုလိုက်ကြည့်ခြင်းနဲ့ဆရာမတွေကစာဖတ်ပြတယ်ဆိုရင်ကလေးကစာဖတ်တာနဲ့ဝါသနာပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကလေးတွေရဲ့ဘေးမှာအမြဲတမ်းရှိတဲ့မိဘတွေဆရာမတွေက role model အဖြစ်စာဖတ်ပြဖို့လိုပါတယ်သူတို့နဲ့အတူတူစာအုပ်တွေနဲ့အချိန်ကုန်ပေးဖို့လည်းလိုအပ်ပါတယ်ကလေးတွေအတွက်စာဖတ်ခြင်းစပွဲကောင်းတဲ့နေရာတစ်ခုရှိခြင်းရလဲစာဖတ်ဖြစ်ဖို့ပို့ပြီးတော့အကြောင်းဖန်စေပါတယ်ဒါကြောင့်မို့လို့ကျမတို့ကကလေးတွေကိုစာဖတ်လှုံ့ဆော်တဲ့ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးရပါမယ်ဥပမာအဖြစ်အိမ်တွေမှာဆိုလို့ရှိရင်အရုပ်ပိုစတာလေးတွေကတ်ထားပေးတယ်ဆိုရင်ကလေးတွေကငယ်ငယ်လေးနဲ့ရုပ်ပိုစတာလေးတွေအကြောင်းကိုသိချင်လာတတ်တယ်အဲ့ဒီချိန်မှာလူကြီးတွေကိုမေးတာမျိုးပဲဖြစ်ဖြစ်လူကြီးတွေကိုဖတ်ပြခိုင်းတာမျိုးပဲဖြစ်ဖြစ်အဲ့ဒီကနေမှတဆင်ကလေးတွေစာဖတ်ဖို့အတွက်ကျမတို့ကလမ်းကြောင်းပေးရပါမယ်အခုနားဆင်နေကြသူတွေရောစာဖတ်တဲ့လေ့ကျင့်ကောင်းလေးတွေကိုဘယ်နည်းလမ်းလေးနဲ့ရခဲ့တယ်ဆိုတာလေးကို comment မှာမျှဝေပေးခဲ့ပါအောင်နော်ဆရာမတွေမိဘတွေအတွက်အကျိုးကျေးဇူးတစ်ခုရစေမယ်လို့မျှော်လင့်မိပါတယ်ရှင်အားလုံးကျေးဇူးများကြီးတင်ပါတယ်